Hello မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ဒီ Thoughts ဆိုတဲ့ podcast ကနေပြီးတော့ကျွန်တော်ပြန်လဲကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့တစ်ပတ်တော့မဟုတ်တော့ဘူးပေါ့နော်လွန်ခဲ့တဲ့2ပတ်လောက်ကကျွန်တော်ပထမဆုံးတစ်ပုတ်စသွင်းလိုက်တယ်ပေါ့ podcast ပုံစံမျိုးလေးပြီးတော့ကျွန်တော်လည်းအလုပ်တွေရှုပ်နေရတယ်ဗာနဲ့ဒီ podcast ဖက်ကိုပြန်ပြီးတော့မလဲဖြစ်ဘူးပေါ့အခုလည်းအချိန်လေးရတော့လေနောက်တစ်ခုလောက် consistent လေးတစ်ခုဖြစ်နေအောင်လို့ကျွန်တော်နောက်တစ်ခေါက်ထပ်သွင်းမယ်ဆိုပြီးတော့နောက်တစ်ပုတ်အခုကျွန်တော်စပြီးတွင်းလိုက်ပါတယ်ကျွန်တော်တို့ဟိုတစ်ပတ်ကပြောခဲ့တဲ့အဲ့ဒီအတွေးတွေအကြောင်းကိုပဲကျွန်တော်ပြန်ပြောချင်တယ်ခင်ဗျာပြန်ပြောချင်တယ်ဆိုတော့အရင်တစ်ခေါက်ကတော့ကျွန်တော်ကအတွေးတွေကိုဒီကောင်းတဲ့ဘက်ကိုဆွဲပြီးတော့တွေးကြည့်ဖို့ကျွန်တော်ကအဲ့လိုမျိုးလေးပြောခဲ့တယ်ဒါပေမဲ့အဲ့ဒါတကယ်လွယ်လားဆိုတော့မလွယ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ကအဆိုးတွေကိုမတွေးတော့ဘူးအကောင်းတွေကိုပဲတွေးတော့မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ရုံနဲ့တော့ကိုယ့်ရဲ့စိတ်ကချက်ချင်းငြိမ်ကျသွားပြီးကောင်းတဲ့ဖက်ကြီးပဲကောင်းတဲ့အတွေးတွေကြီးပဲတွေးနေမှာတော့မဟုတ်ဘူးခင်ဗျဒီအတွေးတွေဆိုတာလေကျွန်တော်တို့ကတောင်းပြောင်းထွေတာပဲတောင်းပြောင်းထွေတာဆိုတော့ကျွန်တော်တို့ကမတွေးဘူးဆိုရင်တော့ဒီအတွေးတွေတွေးနေမိတာပဲပေါ့နော်ဥပမာကျွန်တော်ဒီပန်းသီးတစ်လုံးအကြောင်းတွေးလိုက်မယ်လို့ပဲပန်းသီးတစ်လုံးအကြောင်းမတွေးတော့ဘူးပေါ့မတွေးတော့ဘူးလို့ကျွန်တော်စဉ်းစားလိုက်မယ်ဆိုဒီပန်းသီးအကြောင်းကိုလုံးဝမတွေးတော့ဘူးလို့ကျွန်တော်စဉ်းစားလိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့စိတ်ထဲမှာဒီဘာမှမတွေးဘူးလို့ပြောလိုက်တဲ့အချိန်ခဏမှာအဲ့ပန်းသီးပုံစံကကျွန်တော်တို့ရဲ့စိတ်ထဲမှာလာပေါ်နေပြီဟုတ်တယ်မလားဒီပန်းသီးကအနီရောင်ပုံစံလေးတစ်ခုဖြစ်ဖြစ်ပန်းသီးအစိမ်းရောင်ပုံစံလေးတစ်ခုဖြစ်ဖြစ်ကျွန်တော်တို့စိတ်ထဲမှာအရင်လာပေါ်နေပြီဒါဘာကိုပြောလဲဆိုရင်ကျွန်တော်တို့ရဲ့အတွေးတွေကိုမထိန်ချုပ်နိုင်သေးဘူးထိန်ချုပ်နိုင်မှုအားနည်းနေသေးတယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့ကအဲ့လိုမျိုးတော့ဆိုရမယ်လို့ထင်တယ်ကျွန်တော်တို့အုံနောက်ကမလုံနဲ့ဆိုပြီးတော့အဲ့အငင်းစကလုံးကိုဖျောက်ပြီးအဲ့ပန်းသီးဆိုတဲ့အဲ့ပုံရိပ်ကိုပဲအရင်ဖန်ဆွဲလိုက်တာလို့ကျွန်တော်တို့ကမြင်တယ်အဲ့လိုမျိုးစိတ်ရဲ့ဆွမ်းအားတွေကိုတီးလို့ဒီတရားထိုင်တဲ့လူတွေဘာတွေကဒီ meditation လုပ်တဲ့လူတွေပေါ့နော် mindfulness လေ့ကျင့်တဲ့လူတွေကဒီတတိအားကောင်းအောင်လို့အမြဲတမ်းလေ့ကျင့်နေကြတယ်လို့ကျွန်တော်ကတော့မြင်တယ်ခင်ဗျဘာလို့လဲဆိုတော့ဒီစိတ်ဆိုတာတော့ဒီမြောက်တကောင်လိုပဲသူအငြိမ်မနေဘူးဟိုဒီခုန်ကူးနေတာဒါစိတ်ရဲ့တဘာဝပဲဒီလူတိုင်းဒီလိုစိတ်မျိုးရှိတာပဲဒီဟာကိုပဲကျွန်တော်တို့စိတ်ပညာရှင်တွေရောဒီ neuroscience ပုံစံမျိုးအုံနောက်အာယုံကြောပညာရှင်တွေကပါဒီဟာကိုကျွန်တော်တို့လေ့လာကြည့်ကြတယ်သူတို့ကဘာလဲဆိုတော့ဒီစိတ်ကလည်းထူးဆန်းတာ哦အဲ့လိုလေ့လာတော့ဘာတွေ့လဲဆိုတော့ကျွန်တော်တို့လူတွေရဲ့အတွေ့အထဲမှာပုံမှန်အားဖြင့်ပေါ့နော်ဒီအဆိုးမြင်တဲ့အတွေးတွေက% တော်တော်များများအထိနေရာယူထားကြတာကိုတွေ့ရကျွန်တော်တို့တနေ့တာတွေးသမျှရဲ့ဒီ9ပုံ4ပုံလောက်ကဒီအဆိုးဘက်ကိုရိမ့်နေတဲ့အတွေးတွေဆိုတာသူတို့သွားတွေ့ရအမြဒါပေမဲ့လည်းဆိုမဟုတ်သေးဘူးကျွန်တော်တို့အဲ့နေတိုင်းတွေးနေတဲ့အတွေးတွေကိုတေချာစောင့်ကြည့်လိုက်မယ်ဆိုရင်လေအဲ့အတွေးတွေအကုန်လုံးနီးပါးဆိုတာနော်ဒီတွေးသမျှအတွေးတွေအကုန်လုံးကဒီအကြောင်းအရာတွေကထပ်နေတာကိုသွားတွေ့ရတယ်ဘယ်လိုမျိုးလဲဆိုတော့ဒီမနေ့ကတွေးပြီးတော့ကျွန်တော်တို့စိတ်ညစ်ခဲ့တဲ့ကိစ္စတွေဒီကိစ္စတခုကျွန်တော်တို့စိတ်ညစ်တယ်အဲ့ဟာကိုကျွန်တော်တို့တွေးနေတယ်အဲ့ဒါမနေ့ကဖြစ်ခဲ့တယ်မနေ့ကတွေးလိုက်တယ်ဒါပေမဲ့အဲ့ဒါကိုဒီနေ့လဲကျွန်တော်တို့ကထပ်တွေးပြီးတော့စိတ်ညစ်နေမိပြန်ရောလွန်ခဲ့တဲ့တလကိစ္စတွေကိုဆိုလဲကျွန်တော်တို့အခုထိခေါင်းထဲမှာရေဝဲဖြစ်နေတဲ့ပုံစံမျိုးတွေကိုရောအဲ့လိုမျိုးအတွေးတွေကထပ်နေတယ်ဆိုတာကိုသူတို့သွားတွေ့တယ်ဗျအဲ့တော့ကျွန်တော်ဒီအတွေးတွေကဒီအဆိုးမြင်တဲ့အတွေးတွေပေါ့နော်အဲ့ဒါတွေကတကယ်တော့ဘာအခြေမြင့်မှမရှိဘူးတချို့ဟာတွေဆိုဖြစ်တော့မဖြစ်လာသေးတဲ့ဒီမကောင်းမြင်တဲ့စိတ်ကပေါ်ထွက်လာတဲ့စိုးရိမ်မှုတွေပူပန်မှုတွေတတ်ပဲဖြစ်နေတယ်ဆိုတော့သူတို့သွားတွေ့ပြောရရင်ကျွန်တော်တို့ကတော်တော်များများအချိန်တွေမှာဒီမဖြစ်လာသေးတဲ့ကိစ္စတွေကိုကြိုပြီးတော့စိတ်ဆင်းရဲခံနေကြရတာနဲ့သွားတူနေတာပေါ့ခင်ဗျားတို့စဉ်းစားကြည့်ဘူးလားမသိဘူးကျွန်တော်တို့ခေါင်းထဲမှာပေါ့နော်တနေ့ပေါ်လာသမျှအတွေးတွေအကုန်လုံးကိုသာစာအုပ်တုံးမှာဒီ note လိုမျိုးရေးပြီးချမှတ်ထားလိုက်မယ်ဆိုလို့ရှိရင်ဒီတနေ့ကိုနော်စာအုပ်တုံးလောက်နေတိုင်းထွက်နိုင်ခြင်းဒီပါရှိဒါဒီစာလုံးရင်နည်းနည်းပပလေးထွက်နိုင်တာမဟုတ်စာအုပ်အထွေတုံးလောက်ကိုထွက်နိုင်တာအဲ့တော့မေးစရာရှိတာအဲ့လိုသာကျွန်တော်တို့အတွေးကိုချရေးထားမယ်ရှိသမျှ
ပေါ်သမျှအတွေးတွေအကုန်လုံးချရေးပြီးတော့အတွေးတွေလုံနေမယ်ဆိုလို့အတွေးတွေကိုအဲ့လိုမျိုးရေးနေမယ်မှတ်နေမယ်ဆိုလို့ရှိရင်စာအုပ်တွေထုတ်နေရပဲထားလိုက်ပါတော့အဲ့ဆိုအဲ့ထွက်လာတဲ့စာအုပ်တွေကိုခင်ဗျားတို့အနေနဲ့တခြားလူကိုပေးဖတ်ချင်မှာကျွန်တော်ကတော့မပေးဖတ်ချင်ဘာလို့လဲဆိုတော့ကိုဘလောက်ရင်းနှီးရဲ့တငယ်ချင်းဖြစ်နောက်ဆုံးကိုချစ်သူကိုဆွေမျိုးသားချင်းတွေကိုဖြစ်ကျွန်တော်ပေးဖတ်ချင်မှာမဟုတ်ဘူးဘာလို့လဲဆိုရင်ကျွန်တော်တို့အဲ့တွေးနေတဲ့အတွေးတွေကိုချရေးထားတဲ့စာအုပ်ကိုဖတ်လိုက်တာနဲ့ဒီစာမျက်နှာတော်တော်များများမှာတွေ့ရမှာကကျွန်တော်တို့ရဲ့ဒီဘာမှအခြေအမြစ်မရှိတဲ့ဒီစိုးရိမ်ပူပန်နေတဲ့ဟာတွေဒီမဖြစ်နိုင်တာတွေကိုတွေးပြီးတော့ကြောက်နေတဲ့အကြောက်တရားတွေပြီးတော့အတိတ်ကပြီးခဲ့တဲ့အကြောင်းအရာတွေကိုပြန်တွေးပြီးတော့စိတ်ညစ်နေတဲ့အရာတွေအဲ့ဒါတွေကိုပဲထပ်တလဲလဲဖြစ်နေတဲ့အတွေးတွေကိုပဲကျွန်တော်တို့ကအိတ်စာအုပ်ထဲမှာမြင်နေရမှာပြီးတော့တခါတလေဆိုလို့ရှိရင်တခြားလူကိုကျွန်တော်တို့ကမကြေမနက်ဖြစ်နေပြီးတော့ကြည့်မရတဲ့အကြောင်းအရာတွေတောင်စာအုပ်ထဲမှာပါရင်ပါနေလောက်တယ်ဒါမကောင်းတဲ့ negativity အတွေးတွေဘယ်လောက်ကျွန်တော်တို့စီမှာများနေလောက်လဲဆိုတဲ့ဥစ္စာကိုကျွန်တော်ပြောပြတာအဲ့တော့ကျွန်တော်တို့ရဲ့ဒီအတွေးတွေကအပြင်ပန်းမှာကြည့်ရင်တော့အေးလူလေးရှိနေရဘာမှမဖြစ်နေဘူးလို့ထင်နေရပေမဲ့ကျွန်တော်တို့ရဲ့ဒီအတွင်းစိတ်ထဲမှာဆိုရင်အမောင်တို့တွေကြောက်မှုတွေနဲ့ရှုပ်ပွားနေမှာပဲဒါကိုကျွန်တော်တို့ကထိန်းချုပ်ရမယ်လို့ကျွန်တော်ထင်တယ်အဲ့ဆိုကျွန်တော်တို့ဘာလုပ်ကြမလဲဒီနေတိုင်းအချိန်မှမရှိတဲ့ဒီအစိုးမြင်တဲ့အတွေးတွေကိုပဲဆက်ပြီးတွေးသွားကြမလားမဟုတ်ဘူးကျွန်တော်တို့ကိုအဲ့ဒါတွေကိုပြင်လို့ရတယ်ကျွန်တော်တို့ကိုခေါင်းထဲကိုဝင်လာတဲ့အတွေးလိုင်းတွေကိုတားဆီးဖို့ခက်ခဲပေမဲ့ဝင်လာပြီးတဲ့အတွေးတွေကိုဘယ်လိုကင်တွယ်မလဲဆိုတာတော့ကိုယ့်ပုံမှာပဲမူတည်ပါတယ်